မင်္ဂလာပါဒီနေ့မှာတော့ဆရာညီနောင်ဘာသာပြန်ထားတဲ့ပဂရီတရားဤမော်ပစ္စလဲဆိုတဲ့စာအုပ်လေးကို review လုပ်ပေးမှာဖြစ်ပါတယ်ဒီစာအုပ်လေးကဘယ်လိုအကြောင်းအရာတွေကိုဖော်ပြထားသလဲဆိုရင်သိရှိသင့်မဲ့တွေလူတွေတရားဝါတွေကဘာကြီးအကြောင်းတွေအတွေးအခေါ်ယူဆသိပ္ပံဆိုင်ရာသိရှိသင့်မဲ့အရာဝတ္ထုတွေအကြောင်းယူပဗေဒသဘောတရားစွဲငင်အားတွေအစရှိသဖြင့်အရန်တွေးခေါ်မှုမြင်မာစေတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုစာအုပ်ကောင်းလေးကိုအချိန်မအားလို့မဖတ်ဖြစ်တာပဲဖြစ်ဖြစ်ဖတ်ဖို့ပြင်းတာပဲဖြစ်ဖြစ်အသိပညာစိတ်အေးချမ်းမှုတွေကိုရရှိစေဖို့ရည်ရွယ်ပြီးကျွန်တော်ကနေအတန်စာအုပ်အဖြစ်နဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီစာအုပ်လေးကနည်းနည်းရှည်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့အပိုင်း10ပိုင်းခွဲပြီးဖတ်ပြပေးမှာဖြစ်ပါတယ်အပိုင်း10ပိုင်းလို့ပြီးသွားရင်တော့အစကနေအဆုံးထိတပုတ်ထဲပေါင်းပြီးပြန်တင်ပေးမှာဖြစ်ပါတယ်ဒါကြောင့်အားပေးကြဖို့မျှော်လင့်ပါတယ်ခင်ဗျာတင်သွားလေရာအရတိုင်းမှာကိုယ်စိတ်နှပါအေးမြမှုတွေအရေးလိုလိုက်ပါဆောင်ရှောက်ပါစေ